ကျမကမတူစာပါ education officer ပါ UNICEF Mandalay မှာတာဝန်ထမ်းဆောင်နေပါတယ်ပြီးခဲ့တဲ့28ရက်နေ့ကစာပင်ကလင်းစလုပ်တဲ့အချိန်မှာကျမကရုံးမှာပဲရှိနေပါတယ်ရုံးမှာဆိုတော့နေခင်မဲ့ဆိုတော့ရုံးချိန်ဆိုတော့လောက်ဖို့ကင်ဖက်တွေနဲ့အလုံးလုံးနေတဲ့အချိန်ကျမတို့ငလျင်လောက်တော့ဘေးလွှဲရာကိုပြေးပြီးနေခဲ့ရပါတယ်ညနေပိုင်းအချိန်ကြတော့ကျမအလုပ်ချိန်ပြီးလို့ဒီညီသက်တဲ့အချိန်မှာတော့ပြီးတော့အိမ်ကိုတော့ကြည့်တဲ့အချိန်ကြတော့ကျမအိမ်လည်းအိမ်ပေါ်တက်လို့မရတော့ပါဘူးကျမကတော့အိမ်မှာရုံးချိန်ဆိုတော့ရုံးကိုလာတဲ့ဝက်စာတစ်စုံရယ်ကွန်ပျူတာရယ်ပြီးရင်ဒီဖုန်းရယ်ဒါပဲပါလာပါတယ်ငွေသားနည်းငယ်ပေါ့နော်ဒါပေမဲ့လည်းကျမတို့ကဒီကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှာတာဝန်ထမ်းဆောင်နေတဲ့လူဖြစ်တဲ့အတွက်မြေပြင်အခြေအနေမှာခုလိုအရေးပေါ်အချိန်ကာလမှာကျမတို့ကိုယ့်ရဲ့ဒုက္ခကိုဘာမှမစင်စားပေးနဲ့ကျမတို့ဒီလိုအပ်ချက်ရှိတဲ့ဟာတွေလုပ်ပေးနိုင်အောင်အရေးပေါ်စီမံကိန်းတွေဒီ response တွေမြင်မြန်ဆန်ဆန်လုပ်ပေးနိုင်အောင် joint assessment team တွေနဲ့ကျမတို့လိုက်ပြီးတော့လိုအပ်တဲ့ဟာတွေကိုအကုန်လုံးကုညီပံ့ပိုးပေးတဲ့လုပ်ငန်းတွေကိုကျမ UNICEF ရုံးကတခြားလုပ်ဖို့အကိုင်ဖက်တွေနဲ့တခြားမြို့နယ်ပြည်နယ်ကရန်ကုန်ရုံးကလာတဲ့လူတွေနဲ့အကုန်လုံးပူးပေါင်းဆောင်ရွက်ပြီးလုပ်ပေးနေပါတယ်